အားလုံးပဲမင်္ဂလာပါ MMPP တက်အနော်လေး Facebook page နဲ့ YouTube channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာယခုခေတ်အချိန်ကာလမှာ AI နည်းပညာကိုအသုံးမပြုတတ်ဘူးဆိုလို့ရှိရင်တော့မိတ်ဆွေအနေနဲ့တခင်းနောက်ကျနေပြီလို့ပြောလို့ရပါတယ်အဲ့အတွက်ကြောင့်မလို့ AI အကောင့်ဖောင်နည်းလေးကိုကျွန်တော်ဒီနေ့ပြောပြပေးသွားပါမယ်စိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါပထမဦးဆုံးအနေနဲ့မိတ်ဆွေအနေနဲ့မိတ်ဆွေဖုန်းထဲမှာ BING bin ဆိုတဲ့ application လေးတစ်ခုရှိဖို့လိုအပ်ပါတယ်မိတ်ဆွေအနေနဲ့ Play Store ကိုသွားပြီးတော့အဲ့ဒီ BING bin ဆိုပြီးတော့ရိုက်ရှာပြီးတော့အဲ့ဒီ application လေးကို download ဆွဲထားလိုက်ပါပြီးသွားရင်တော့ကျွန်တော်တို့အနေနဲ့အဲ့ဒီ application လေးတွေကိုတစ်ချက်ဝင်လိုက်ပါ application တွေကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဒီနာ continue ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီလိုပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ပထမဦးဆုံးအနေနဲ့ Microsoft အကောင့်ဖောက်ပေးရမှာပဲဖြစ်ပါတယ်အတွက်ကြောင့်မလို့မိတ်ဆွေအနေနဲ့ဒီအပေါ်ဆုံးမှာရှိတဲ့လူပုံတန်ဟာလေးတွေကိုအရင်ဝင်လိုက်ပါပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဒီ Tap to sign in ဆိုတဲ့နေရာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးသွားရင်တော့ဒီနေရာမှာ Microsoft အကောင့်ဆိုတဲ့နေရာလေးတွေ့ပါလိမ့်မယ်အဲ့ဒီနေရာမှာကျွန်တော်တို့ sign in ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးသွားရင်တော့မိတ်ဆွေအမှာ Microsoft အကောင့်ရှိပြီးသားဆိုလို့ရှိရင်တော့ email ထည့်ပြီးတော့တခါတည်းတန်းဝင်လို့ရပါတယ်ကျွန်တော်တို့ကအကောင့်သစ်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ create run ဆိုတဲ့ဟာလေးတွေကိုဝင်လိုက်ပါဒီလိုပေါ်လာပြီဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ email တစ်ခုကိုရိုက်ထည့်ပေးလိုက်ပါပြီးသွားရင်တော့ကျွန်တော်တို့အနေနဲ့ next ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါဒီနေရာမှာဆိုရင်တော့မိတ်ဆွေချိုင်းနေတတ်တဲ့ password တစ်ခုခုကိုထည့်လို့ရပါတယ်password ထည့်ပြီးသွားရင်တော့ကျွန်တော်တို့အနေနဲ့ next ဆိုတဲ့နေရာလေးကိုထည့်ရွေးပေးလိုက်ပါဒီလိုပေါ်လာပြီဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့နာမည်ကိုထည့်ပေးလိုက်ပါနာမည်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီဘေးက next ဆိုတဲ့ဟာလေးကိုထပ်နှိပ်ပေးလိုက်ပါဒီလိုပေါ်လာပြီဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ခုနှစ်ဒီမူတက္ကသိုလ်တွေကိုထည့်ပေးလိုက်ပါနာမည်တွေမွေးနေ့တွေထည့်ပြီးသွားရင်တော့ကျွန်တော်တို့ဒီနားမှာ next ဆိုတဲ့ဟာလေးထည့်တွေ့ပါမယ်အဲ့ဒီ next ဆိုတဲ့ဟာလေးကိုနှိပ်ပြလိုက်ပါပြီးသွားရင်တော့ next ရဲ့ email တွေကိုတစ်ခုကြာလာမှာပဲဖြစ်ပါတယ်အဲ့ဒီကိုသွားပြီးတော့ copy ယူလိုက်ပါကျွန်တော်တို့ဒီနေရာမှာကိုကလေးတွေ့မှာပဲဖြစ်ပါတယ် use this security code ဆိုတဲ့ဒီနေရာလေးမှာတွေ့ပါမယ်အကုတ်ကလေးကိုကျွန်တော်တို့ copy ယူလိုက်ပါ copy ယူပြီးသွားရင်တော့ကျွန်တော်တို့ခုနကအကောင့်ဖွင့်နေတဲ့နေရာလေးကိုသွားပြီးတော့ပေးချလိုက်ပါကျွန်တော်တို့အနေနဲ့ခုနကကုတ်လေးကိုပေးချလိုက်ပါပြီးသွားရင်တော့ next ဆိုတဲ့နေရာလေးကိုထပ်နှိပ်ပေးလိုက်ပါဒီလိုနေရာကိုရောက်လာပြီဆိုလို့ရှိရင်တော့မိတ်ဆွေအနေနဲ့သူခိုင်းတယ်လို့လေးလိုက်လုပ်ပေးအောင်ပါပဲကျွန်တော်အနေနဲ့ next ဆိုတဲ့နေရာလေးကိုထပ်နှိပ်လိုက်ပါကျွန်တော်ကဒီနေရာမှာဒီလက်ပုံစံလေးနဲ့တူအောင်ဒီဟာလေးကိုလိုက်ပြီးတော့ရွှေ့ပေးရမှာပဲဖြစ်ပါတယ်ဒီလက်ပုံစံလေးနဲ့တူအောင်ရွှေ့ပေးရမှာပါအဲဒါကြောင့်မလို့ကျွန်တော်ဒီဘေးနာဟာလေးကြီးကိုတစ်ခုချင်းစီရွှေ့ကြည့်ပါမယ်ဒီလိုဆိုရင်လည်းမတူသေးပါဘူးဒီလိုပုံစံဆိုရင်တော့ကျွန်တော်တို့တူဝါးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ submit ဆိုတဲ့ဟာလေးကိုရွေးပေးလိုက်ပါပြီးတော့ရင်တော့နောက်တစ်ခုထည့်ရွေးရမှာပဲဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီဘေးကလက်ပုံစံလေးနဲ့တူအောင်ကျွန်တော်တို့ကဒီဘေးကဟာလေးကိုလိုက်လှည့်ပေးနေရတာပဲဖြစ်ပါတယ်
ဒီလိုပုံစံဆိုရင်တော့ကျွန်တော်တို့ဒူဝါကြီးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီမှာ submit ဆိုတဲ့ဟာလေးကိုထည့်ရွေးပေးလိုက်ပါအဲ့ဆိုရင်တော့ကျွန်တော်တို့ကဒီမှာသူခိုင်းတာတွေလုပ်လို့အောင်မြင်သွားပြီပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ကဘေးမှာ Microsoft နဲ့အကောင့်ဖွင့်လို့အောင်မြင်သွားပြီပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကနောက်ကိုတစ်ချက်ပြန်သွားလိုက်ပါကျွန်တော်တို့အနေနဲ့အကောင့်ဖွင့်ပြီးသွားရင်တော့ကျွန်တော်တို့ဒီဘေးက Apple ဆိုတဲ့ဟာလေးရှိပါတယ်ဒီအောက်မှာအဲ့ဒီ Apple ဆိုတဲ့ဟာလေးတွေကိုတစ်ချက်ဝင်လိုက်ပါဝင်ပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာမိတ်ဆွေအနေနဲ့ AI ကိုအသုံးပြုပြီးတော့ကြိုက်တာလုပ်လို့ရပြီပဲဖြစ်ပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာ image creator ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒီထဲကိုဝင်လိုက်ပါဝင်ပြီးသွားလို့ရှိရင်တော့ဒီမှာမိတ်ဆွေကြိုက်နေတဲ့ဒီ AI ပို့တိုတွေကိုကြိုက်တယ်လို့စီခိုင်းလို့ရပါတယ်ကျွန်တော်ပထမဦးဆုံးအနေနဲ့တခုစမ်းပြပါမယ်ပြီးသွားရင်တော့ဒီမှာအောက်က join creator ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာကျွန်တော်ကဒီမှာကားပုံကိုဆွဲခိုင်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကားပုံစံလေးတွေကျွန်တော်တို့ဒီမှာ AI ကနေပြီးတော့ဖန်တီးပေးလိုက်ပါပြီမိတ်ဆွေအနေနဲ့လည်းမိတ်ဆွေကြိုက်နေတဲ့စာတွေကိုရေးပြီးတော့ကျွန်တော်တို့ဒီမှာကိုကြိုက်နေတဲ့ပုံတွေကိုစီခိုင်းလို့ရပါတယ်ဒီနေ့မှာကျွန်တော်တို့ခုပြောချင်တာကတော့မိတ်ဆွေအနေနဲ့ခုနကဝင်လို့မရတော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ VPN လေးတစ်ခုကိုဖြစ်ဖြစ်ခံပြီးတော့ကျွန်တော်အခုလိုဝင်လိုက်ပါမိတ်ဆွေအနေနဲ့အင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်မရေးတတ်ဘူးဆိုရင်လည်းကျွန်တော်တို့ Google Translate ကိုတွားပြီးတော့ဗမာလိုရေးပြီးတော့မိတ်ဆွေကြိုက်နေတဲ့ပုံတွေကိုစီခိုင်းလို့ရပါတယ်ကျွန်တော်အခုပြောပြပေးသွားတဲ့နည်းလမ်းလေးဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုလိုနည်းပညာထွန်းကားနေတဲ့အချိန်မှာဗျာ AI ကိုကျွမ်းကျွမ်းကျင်ကျင်အသုံးမပြုတတ်ဘူးဆိုလို့ရှိရင်တော့တခေတ်နောက်ကျနေမှာဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်က Microsoft Bing account ဖောင်ပြီးတော့ကျွန်တော်ကအသုံးပြုနည်းလေးကိုပါတခါတည်းမိတ်ဆွေတို့ကိုဘူးတူရရအောင်ပြောပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်နောက်လာမယ့်စီစဉ်တွေမှာလည်းမိတ်ဆွေတို့ဘူးတူရရမယ့်အစီအစဉ်လေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုလိုက်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်တတဘိုင်ပါ